အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့ကိုရီးယား passport လျှောက်ထားနည်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ကိုရီးယား passport လျှောက်ထားပုံကတော့ကိုယ်တိုင်သွားလျှောက်နိုင်တယ်လို့မျိုးဂျောင်းဘူ Egypt စာဆိုတဲ့ website ကနေပြီးတော့လည်းပဲ online အနေနဲ့လျှောက်ထားနိုင်ပါတယ်မိမိတို့နေထိုင်တဲ့ဒေသနဲ့မသက်ဆိုင်ပဲနဲ့ကိုရီးယားတစ်နိုင်ငံလုံးမှာရှိတဲ့ရှီကွန်းကူချောင်းတွေနဲ့တချို့နေရာတွေကအွန်မြောင်တုံဂျူမင်းစင်တော်ချူချန်ဆိုစတဲ့နေရာတွေမှာလျှောက်ထားနိုင်ပါတယ်ဥပမာမိမိကပူဆန်မှာနေတယ်ဆိုးရောက်နေလို့ဆိုးမှာပဲလျှောက်ချင်တယ်ဆိုလဲလျှောက်ထားလို့ရပါတယ်ပြီးတော့အဲ့ဒီမှာပဲပူဆန်ကရှီကွန်းကူချောင်းစတဲ့ဘယ်နေရာမှာထုတ်ချင်တယ်ဆိုတာကိုပြောထားခဲ့မယ်ဆိုလို့ရှိရင်စာအုပ်ထုတ်တဲ့အခါမှာစိုးအထိသွားကြမလို့ပဲနဲ့ပူဆန်မှာထုတ်ယူနိုင်မှာဖြစ်ပါတယ် online သို့မဟုတ် offline လျှောက်ထားပြီးတော့ passport က1,500ပို့ပြီးတော့ပေးထားခဲ့မယ်ဆိုလို့ရှိရင်စာအုပ်ထွက်တဲ့အခါမှာအိမ်အရောက်ပို့ပေးပါတယ်ဒါကတော့ပို့ပြီးတော့မြန်တဲ့3-4ရက်လောက်နဲ့စာအုပ်ထွက်ပါတယ်အခုမှနိုင်ငံသားရရှိထားတဲ့သူတွေအနေနဲ့ကတော့ကိုယ်တိုင်သွားလျှောက်ရမှာဖြစ်ပါတယ်ရှီကွန်းကူချောင်းမြောင်တုံဂျူမင်းစင်တော်ချူချန်ဆိုတွေမှာလျှောက်ထားနိုင်ပြီးတော့လုပ်ငန်းစဉ်အားလုံးအတူတူပါပဲရောကွမ်ရှင်းချောင်းစောလျှောက်လွှာဖြည့်ပြီးတော့တပ်ပုံနှစ်ပုံကိုယ်တိုင်ကတ်စရာတော့မလိုဘူးပေါ့နော်မှတ်ပုံတင်ပြပြီးတော့လျှောက်လွှာစာရွက်ပေးလိုက်လို့ရှိရင်သူကသူကွန်ပျူတာထဲမှာဖြည့်ပြီးတော့လက်ဝေနှိပ်ပြီးရင်ရောကွမ်ရှင်းချောင်း job စုကျွန်းပြန်ပေးပါတယ်ဒါဆိုရင်တော့ပြီးပြီပေါ့နော်တစ်ပတ်10ရက်လောက်ကြာလို့ရှိရင်ဖုန်းမက်ဆေ့ဝင်ပါတယ်အဲ့ဒီအခါစာအုပ်သွားထုတ်ရင်ပြီးပါပြီကိုစားထုတ်မဲ့သူတွေအနေနဲ့ကတော့လျှောက်လွှာတင်တဲ့အခါမှာတခါတည်းကိုယ်စလဲစာရွက်ပါဖြည့်ထားခဲ့တင်ပါတယ်ပျောက်ဆုံးပျက်စီးသက်တမ်းတို့အားလုံးပုံစံအတူတူပါပဲတိတ်မကွာပါဘူးကိုရီးယား passport စာအုပ်အားလုံးနီးပါးကဒီဂျောင်းဂျာ chip လို့ခေါ်တဲ့ဒီ electric chip ပါရှိပါတယ်ဒီဂျောင်းဂျာ chip မပါဝင်တဲ့စာအုပ်တွေလည်းရှိပါတယ်ဂျောင်းဂျာ chip ကတော့စာအုပ်မှာမပါဝင်တဲ့ပိုင်ရှင်ရဲ့အသေးစိတ်အချက်လက်တွေကိုသိသိထားပြီးတော့မှအတူပါပြုတ်လုပ်ခြင်းနဲ့အပြောင်းလဲပြုတ်လုပ်ခြင်းတို့ကိုဟန်တာဖို့ဖြစ်ပါတယ်ဂျောင်းဂျာ chip ပါရှိတာကြောင့်လေစိတ်လဝကမှာခက်မှတ်မြန်နဲ့လွယ်ကူကူစစ်ဆေးမှုပြုတ်လုပ်နိုင်မှာဖြစ်ပြီးတော့အမေရိကန်နဲ့တချို့သောနိုင်ငံဗီဇာကင်းလွတ်ခွင့် program အသုံးပြုမဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်လဟောင်းစာအုပ်နဲ့အဆင်မပြေဘဲနဲ့ဂျောင်းဂျာ chip ပါဝင်တဲ့စာအုပ်နဲ့မှပို့ပြီးတော့မှအဆင်ပြေစီမှာဖြစ်ပါတယ်ကိုရီးယား passport type code ဆိုတာကရှိပါတယ်မြန်မာစာအုပ်လိုမျိုး PJ PV PE မဟုတ်ဘဲနဲ့နိုင်ငံတကာသုံး type code ဖြစ်တာကြောင့်အသုံးပြုသူတွေအနေနဲ့မသိထားလဲပဲပြဿနာတော့မရှိပါဘူး2025 12လပိုင်း16ရက်နေ့မှာစပြီးတော့မှ type code တွေဖြစ်တဲ့ PM PS ကနေပြီးတော့ PP PD ကနေပြီးတော့ PL ဆိုပြီးတော့ပြောင်းသွားပါတယ်ကျန်တာတွေကတော့မပြောင်းပါဘူးစာအုပ်အဟောင်းရှိတဲ့သူတွေလည်းပဲဒီတိုင်းတက်တန်းကုန်တဲ့အထိသုံးပြီးမှတက်တန်းတိုးတဲ့အခါမှာပြောင်းပေးသွားမယ်သဘောဖြစ်ပါတယ်ကိုရီးယား passport အမျိုးအစားတွေနဲ့ကတော့11ယောကွမ်ခွန်ညုံယောကွမ်ဝဲကီယိုယောကွမ်ဂင်ဂပ်ယောကွမ်ယောဟင်းကျွမြောင်စောဆိုပြီးတော့မှ5မျိုးရှိပါတယ်11ယောကွမ်ဆိုတာကတော့ကိုရီးယားနိုင်ငံသားတွေအနေနဲ့ပုံမှန်လျှောက်ထားရယူကြတဲ့စာအုပ်အမျိုးအစားပဲဖြစ်ပါတယ်11ယောကွမ်မှာဆိုလို့ရှိရင်ပုတ်စုဒန်စုဆိုပြီးတော့မှ2မျိုးရှိပါတယ်ကျုံးချက်ချက်လည်းပါဝင်ပါတယ်ပုတ်စုစာအုပ်ကတော့လူတိုင်းလျှောက်ကြတဲ့ပုံမှန်စာအုပ်ဖြစ်ပါတယ်သူကဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်အချိန်ရင်အကန့်အသတ်မရှိဘဲနဲ့တော်တော်လာလာလုပ်နိုင်ပါတယ်တက်တန်းက10နှစ်ဖြစ်ပြီးတော့မှ16နှစ်အောက်ကလေးတွေအတွက်ကတော့9နှစ်ဖြစ်ပါတယ်လျှောက်ထားတဲ့အချိန်ကစပြီးတော့စာအုပ်ထွက်တဲ့အချိန်ထိတစ်ပတ်10ရက်လောက်ကြာမြင့်နိုင်ပါတယ်10နှစ်စာအုပ်ကတော့စာရွက်အရေအတွက်58မျက်နှာနဲ့26မျက်နှာဆိုပြီးတော့မိမိစိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်ပါတယ်58မျက်နှာဆိုလို့ရှိရင်တော့1,5300ဖြစ်ပြီးတော့26မျက်နှာဆိုလို့ရှိရင်တော့1,5000ကျတဲ့မှာဖြစ်ပါတယ်9နှစ်စာအုပ်ကတော့စာရွက်အရေအတွက်58မျက်နှာနဲ့26မျက်နှာဆိုပြီးတော့မိမိစိတ်ကြိုက်ရွေးချယ်လျှောက်ထားနိုင်တယ်58မျက်နှာဆိုလို့ရှိရင်တော့1,4000ဖြစ်ပြီးတော့26မျက်နှာဆိုရင်တော့1,3900ကျတဲ့မှာဖြစ်ပါတယ်တန်းစုစာအုပ်ကတော့စာရွက်14မျက်နှာပါရှိပြီးတော့တက်တန်းအပြင်တစ်နှစ်ဖြစ်ပါတယ်ချောင်းချချက်မပါဝင်ပါဘူးပြပခရီးအသွားပြန်တစ်ချိန်ပဲပြုလုပ်နိုင်မှာဖြစ်ပါတယ်တန်းစုစာအုပ်ထုတ်ယူခဲ့တဲ့နိုင်ငံကိုပြန်ရောက်တဲ့အခါမှာတက်တန်းကြန့်ရှိနေသေးလည်းပဲတန်းစုစာအုပ်ကိုထပ်မံအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူးစာအုပ်တန်ဖိုးကတော့1,000ခွဲဖြစ်ပါတယ်တန်းစုစာအုပ်ကချက်ချင်းရှောက်ချက်ချင်းရနိုင်တဲ့စာအုပ်မျိုးစားဖြစ်ပါတယ်ပုတ်စုစာအုပ်ရှောက်ဖို့ခက်ခဲဖြစ်နေတဲ့သူတွေပုတ်စုစာအုပ်ပျောက်ဆုံးပျက်စီးဖြစ်ပြီးတော့မှချက်ချင်းအရေးတကြီးပြပထွက်ရမယ့်သူတွေအနေနဲ့ရှောက်ထားကြပါတယ်တန်းစုစာအုပ်နဲ့ခက်စစ်စင်တူတာတစ်ခုရှိပါတယ်သူကတော့ဂင်ဂပ်ယောဂန်ပဲဖြစ်ပါတယ်ဂင်ဂပ်ယောဂန်ကတော့စာရွက်10မျက်နှာရှိပြီးတော့တက်တန်းအပြည့်တစ်နှစ်ဖြစ်ပါတယ်ချောင်းချချစ်မပါဝင်ပါဘူးစာအုပ်တန်ဖိုးကတော့1,4800ဖြစ်ပြီးတော့မိသားစုတည်ဆုံးခြင်းတို့လိုမျိုးအရေးကြီးကိစ္စဖြစ်ကြောင်းစာယူစောတင်ပြလို့ရှိရင်1,000ခွဲဖြင့်ပြုလုပ်နိုင်ပါတယ်တန်းစုနဲ့ဂင်ဂပ်ပုံစံအားလုံးတူတူပဲဆိုပေမဲ့ခြားနားချက်အနေငယ်ရှိပါတယ်တန်းစုစာအုပ်ဆိုတာကပြပခရီးထွက်ဖို့ဖြစ်ပါတယ်အပျော်လဲဖြစ်နိုင်တယ်ပေါ့နော်ဂင်ဂပ်ကတော့ဒီလိုမဟုတ်ဘဲနဲ့မိသားစုတည်ဆုံးခြင်းတို့လိုမျိုးအရေးကြီးကိစ္စတွေမှာသာလျှောက်ထားနိုင်မှာဖြစ်ပါတယ်ရောင်းကျွမြောင်စောဆိုတာကတော့ passport မရှိခြင်းလျှောက်ထားဖို့ခက်ခဲခြင်းလျှောက်ထားခြင်းကိုပယ်ချခံရခြင်းကန့်သက်ခံရခြင်းနိုင်ငံသားပြောင်းဆုံးခြင်းစတဲ့အခြေအနေတွေမှာခိတခဏပြပခရီးထွက်ရေးအတွက်ထုတ်ပေးထားတဲ့စာအုပ်ဖြစ်ပါတယ်ကိုရီးယားနိုင်ငံသားနိုင်ငံခြားသားအားလုံးလျှောက်ထားနိုင်ပါတယ်ကိုရီးယားပြည်တွင်းကနိုင်ငံခြားသားတွေအနေနဲ့ဆိုလို့ရှိရင်တော့နာမည်အင်းကြောင်းကြာသို့မဟုတ်မူကူးကြောကြာစတဲ့သူတွေအနေနဲ့ပုံမှန်ရှီကွန်းကူချောင်းဂျူမင်းစင်တော်တွေမှာမဟုတ်ဘဲနဲ့ချူရီကူဝဲကူကင်းချောင်းတွေမှာပဲလျှောက်ထားနိုင်မှာဖြစ်ပါတယ်တတန်းအဖြစ်တစ်နှစ်ဖြစ်ပြီးတော့ကိုရီးယားပြည်တော်ပြန်အသွားတစ်ချောင်းအတွက်ဆိုလို့ရှိရင်တစ်လတက်တန်းဖြစ်ပါတယ်တစ်ခါသုံးဖြစ်တာကြောင့်ဘာကြောင့်ပဲဖြစ်ဖြစ်အသွားအပြန်တစ်ခါသုံးပြီးရင်နောက်တစ်ချိန်ထပ်ပြီးတော့အသုံးပြုလို့မရတော့ပါဘူးတန်ဖိုးအပြင်1,2300ဖြစ်ပါတယ်ချောင်းချက်ချင်းမပါဝင်ပါဘူးတိုက်ကုတ်အနေနဲ့ကတော့အရင် PT အခုကတော့ PL ဖြစ်ပါတယ်ခွန်ညုံယောက်ကန်ကတော့ကိုရီးယားအစိုးရဝန်ထမ်းတွေအတွက်ထုတ်ထားတဲ့စာအုပ်ဖြစ်ပါတယ်အစိုးရဝန်ထမ်းတွေအနေနဲ့ပြည်ပမှာတာဝန်ထမ်းဆောင်ရတဲ့အခါအသုံးပြုဖို့လျှောက်ထားတဲ့စာအုပ်ဖြစ်ပါတယ်အစိုးရဝန်ထမ်းဖြစ်ကြောင်းသက်သေခံစာရွက်စာတမ်း
အနေနဲ့အခြားသောလိုအပ်တဲ့စာရွက်စာတမ်းတွေများပူးတွဲပြီးတော့တင်ပြလျှောက်ထားရပါတယ်။ Wagyu 1 ရောကွမ်ဆိုတာကတော့တန်တမန်များအစိုးရအရာရှိများနဲ့မိသားစုများပြည်ပမှာတာဝန်ထမ်းဆောင်တဲ့အခါမှာအသုံးပြုဖို့အတွက်လျှောက်ထားနိုင်တဲ့စာအုပ်ဖြစ်ပါတယ်။ ဂွမ်ညုံရောကွမ်နဲ့ Wagyu ရောကွမ်က48မျက်နှာရှိပြီးတက်တန်းအဖြစ်9နှစ်စာအုပ်တန်ဖိုးကတော့အခမဲ့ဖြစ်ပါတယ်။ Korea Passport Rank ကတော့တတိယနေရာမှာရှိပြီးတော့139နိုင်ငံကိုဗီဇာလျှောက်ကြမလို့ပဲနဲ့ခီးသွားနိုင်တယ်။ Korea Passport ဖြင့်ဗီဇာလျှောက်ထားပြီးတော့ခီးသွားနိုင်တဲ့နိုင်ငံတွေကတော့ဆိုက်ရောက်ဗီဇာ38နိုင်ငံ ETA ဗီဇာ13နိုင်ငံ Online ဗီဇာ23နိုင်ငံနဲ့သက်ဆိုင်ရာတန်ယုံတွေမှာဗီဇာလျှောက်ထားရန်လိုအပ်တဲ့နိုင်ငံတွေကတော့16နိုင်ငံဖြစ်ပါတယ်။ဒီကနေ့ကတော့ဒီလောက်ပါပဲ။ဒီနေ့ကျွန်တော်နဲ့အတူ Korea Passport လျှောက်ထားတဲ့အနည်းနဲ့အကြောင်းအရာချို့ကိုလေ့လာခဲ့တာဖြစ်ပါတယ်။အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။